ISP အသင်းဘာတွေစဉ်းစားနေရလဲ The Defender, PK. အခုတော့ ISP အသင်းကအရှိအလဲပိုင်းကကစားသမားတွေကိုအာဆီယံအမျိုးသမီးချန်ပီယံလိပွဲတွေအတွက်အငှားခေါ်ယူခြင်းတွေကိုသတင်းတွေထွက်နေပါတယ်အဲ့ဒီသတင်းတွေကအမှန်လားကောလာဟာလားတော့မသိရပါနဲ့ကြားရတဲ့အကြောင်းအရာကတော့တော်တော်လေးစိတ်ပျက်စရာကောင်းပါတယ်အဲ့ဒီသတင်းကအမှန်ဆိုရင်နီးပြဖြစ်သူဒေါ်ဆန်းဆန်းသိန်းကဘာဒီမြန်လုတ်ပြချင်နေရလဲလို့သာမေးလိုက်ချင်ကြပါတယ်ဘာလဲနိုင်ငံသားတွေခေါ်ပြီးဖလားယူပြမလို့လားအုပ်စုကအရန်တက်ချင်နေရလားသူ့ရဲ့အရေးချင်းတွေကိုမတအားထုတ်ပြချင်နေရလားကိုအရန်ကောင်းနေပြီလို့ထင်နေရလားဘာဖြစ်လို့ကိုအသင်းကကစားသမားတွေကိုနေရာမပေးချင်တာလဲမမပရိသတ်တွေလိုချင်နေတာကအုပ်စုတက်ဖို့လည်းမဟုတ်ဘူးချန်ပီယံဖြစ်ဖို့လည်းမမျှော်လင့်ထားဘူးသူတို့ချီရတဲ့ကစားသမားတွေရဲ့အကောင်ဆုံးကြိုးစားပြီးကစားပြနေတာကိုပဲမြင်ချင်ကြတာမဖြစ်မနေလူခေါ်မရမယ်ဆိုရင်တော့ပြည်တွင်းကကစားသမားတွေကိုပဲပရိသတ်တွေကခေါ်ယူစေချင်ကြတာပါတချို့ဆိုဖိဘကစားသမားတွေပါတဲ့အသင်းကိုအားပေးချင်တာမဟုတ်ဘူးလို့တော့ပြောဆိုနေကြတာတွေရှိပါတယ်သူတို့ပြောတာလည်းမြန်နေတာပဲလေအရင်ကတည်းကဖိဘကစားသမားတွေရှိနေပြီးသားအသင်းဆိုသူတို့ပြောမှမဟုတ်ဘူးအခုမှဒီပြိုင်ပွဲအပဖိဘကစားသမားတွေကိုတက်တက်ခေါ်ချင်နေတာကြတော့ ISB တာဝန်ရှိသူတွေပါလီမန်လုတ်ပြချင်နေရလဲလို့ပဲမေးလိုက်ချင်ကြပါတယ်ကျွန်တော်တရားထဲအမြင်ကတော့ကစားသမားအသက်တွေခေါ်ယူအားဖြည့်ရမှာကတော့အမှန်ပါဖိဘကစားသမားတွေခေါ်ရလောက်အောင်အထိရုံးမပေါက်တင်ဘူးကိုယ်အသင်းကကစားသမားတွေကိုပြိုင်ပွဲကြီးတွေအတွေ့အကြုံရှိအောင်ပဲနေရာပေးတင်တယ်လို့ထင်တယ်ပြည်တွင်းကစားသမားတွေခေါ်မယ်ဆိုရင်တော့လေရွေးစင်အသင်းကြီးဖြစ်သွားအောင်အထိခေါ်ယူမှုတွေမလုပ်ပဲအသင်းရဲ့ဟန်ချက်ညီအောင်တာလိုအပ်တဲ့နေရာမှာလိုအပ်တဲ့ကစားသမားကိုခေါ်ယူခြင်းကသာပိုကောင်းတဲ့ရွေးချယ်မှုဖြစ်မယ်လို့ပြောချင်ပါတယ်ပရိသတ်တွေအားပေးခြင်းတာဖိဘကစားသမားတွေမဟုတ်ပါဘူးအားလုံးကိုကျေးဇူးတင်ပါတယ်